ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့စင်စီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်စိတ်ဝင်စားစရာအချက်ဇလန်ကောင်းလေးတွေကိုကျမတို့ရဲ့ channel လေးကနေရွေးချယ်ပြီးတင်ဆက်ပေးနေရဖြစ်ပါရရှင်ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချေရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်အချက်ဇလန်လေးကတော့ကျွန်တော်ကြောင့်လေးဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်ချေရတဲ့ပရိသတ်များအားလုံးလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ဇလန်လေးမစသေးခင်မှာတော့ကျမတို့ရဲ့ channel လေးကိုlike and subscribe လုပ်ပေးပြီးဘေးက notification ခေါင်းလောင်းလေးနှိပ်ပေးသွားပါအောင်ရှင်။ချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဇလန်းလေးကိုခုပဲစတင်လိုက်ပါပြီ။ချောင်းလေးတွေကိုချစ်လား။ကျွန်တော်တော့မချစ်တော့လူတွေဘာလို့ချစ်ကြမှန်းလဲနားမလဲ။နားလေရခက်တဲ့လူတွေတဲ့ကျွန်တော်အမကက်သရင်းနဲ့သူ့သမီးကျွန်တော်တူမရိုစီပါအပါဝင်လေ။ဟဲ့ရိုစီဟာယွန်းစရာနေအဲ့လောက်ထိနန်းနေကြောင်မွေးတွေနှာခေါင်းထဲဝင်ပြီးယောဂရမယ်။ဘာယုံကြလဲဦးကြောင်မချက်တိုင်းဒီလောက်ချက်စရာကောင်းတာဘယ်သူမှမနှမ်းမဲနေနိုင်ပါလေ။အမတို့မိသားစုစီသွားလိုက်တိုင်းကျွန်တော်တူမနဲ့ကျွန်တော်အမြဲလိုစကားများရတာလေဒီကြောင်ပြဿနာအသေးရလိုက်တာဆိုပြီးကြောင်ကြီးကိုပိုက်ပြီးတရှုပ်ရှုပ်ငုံနေနေတဲ့ရိုစီကိုမြင်ရတာကျွန်တော်အတွက်အဆင်မပြေဘူး။ဟဲ့ခရစ်ကောင်စုနင်းငါတသားလေးကိုရောစရာပြောပြတ်မိလားကျွန်တော်ကျမကိုကျွန်တော်ဆိုရင်ကျွန်တော်အမပြန်ဆိုတာပါခံရသေးတယ်အမသူ့ကြောင်ကြီးကိုပြောရင်တစ်စက်လေးမှမကြိုက်ဘူးအကဲဖို့လို့ ਨੇ ဒီကြားတဲ့ရောက်ဖကပါကြောင်ချစ်တတ်တဲ့သူမို့ရိုစီလက်ထဲကအဲ့ကြောင်ကြီးကတအိမ်လုံးရဲ့ဖူဖူဖို့အလိုလိုက်တာခံနေရတော့တာပါပဲဘယ်နာချက်စရာကောင်းနေလဲကြည့်ရုပ်ကလည်းစူပုတ်ပုတ်နဲ့အမတို့အပြောရပါရှန်ကအမျိုးအစားဆိုတဲ့အဲကြောင်ဖြူကြီးရုပ်ကမုံကုတ်စုပုံနေတာတကယ်ချစ်စရာကောင်းတယ်လို့ကျွန်တော်မမြင်ဘူးလူတယောက်နဲ့တယောက်မထူလို့ပဲဖြစ်ရမယ်ကျွန်တော်ကတိရစ္ဆာန်လေးကိုမုန်းပြီးရိုင်းတဲ့နှိပ်စက်တတ်တဲ့သူတော့မဟုတ်ပေမဲ့ချစ်လည်းမချစ်တော့ဘူးဒါကြောင့်တချို့လူတွေတိရစ္ဆာန်တွေကိုအယူမှုချစ်တာတွေကကျွန်တော်အတွက်နားမလည်နိုင်စရာဖြစ်နေတော့တယ်ဒါပေမဲ့တရက်အဲ့ဒီနေ့ကစနေနေ့ကျွန်တော်အလုပ်ပေးရတဲ့ထုံးစံတိုင်းကျွန်တော်အမတို့အိမ်ကိုသွားလေတဲ့ချိန်မှာပေါ့ဘဲနေပြီးအိမ်ရှိတကားလာဖွင့်ပေးဖို့ကျွန်တော်ရက်ဆောင်နေတဲ့အချိန်တကားပွင့်လာပူစီလေးမျက်တောင်ရှည်လေးတွေအောက်ကရှည်ဝဝေးအချင်းညွန့်မြဝင်လေးတစ်စုံကြကျွန်တော်နှုတ်ကလုတ်ခနဲ့ထွက်သွားအိမ်တကားလာဖွင့်ပေးတဲ့အဲ့ဒီကလေးပါလေးကတော့ဘာရီရဲ့ရှင်မရှိဘူးရုပ်တည်နေပဲကျွန်တော်ကိုမော်ချနေတယ်ရောက်ပြီလားအိုးအေးဒါနဲ့ဒီကောင်မလေးကဘာတူလဲတငယ်ချင်းလေညနေချင်းဆိုင်အိမ်ကအန်နာလို့ခေါ်တယ်အန်နာဒါငါဦးလေးကက်ရစ်တွေ့ရတာဝမ်းသာတယ်နော်အန်နာကျွန်တော်တို့ကရိုစီရောက်လာပြီးမိတ်ဆက်ပြီးတော့ကျွန်တော်အန်နာကိုပြောပြရဲ့နှုတ်ဆက်မိပေမဲ့သူမကတော့အသိမဲ့ပြူတဲ့ဆိုရုံလောက်ပဲကျွန်တော်ကိုကောင်းကြီးပြပြီးအိမ်ထဲပြန်ဝင်သွားတော့တယ်ငါအမြဲလာတွေကသူ့ကိုမမြင်မိပါဘူးနေအန်နာနဲ့ခင်တာကြားပြီလားအန်နာပုံစံလေးကကျွန်တော်အသေးရသွားပြီလို့အိမ်ထဲမဝင်သေးပဲကျွန်တော်တို့မှရိုစီနာတူတူတိတ်တိတ်ကံပြီးတော့အန်နာနဲ့လားလူကြီးတဲ့3ရက်လောက်ကမှခင်သွားတာကူကူကြောင့်လေကူကူကအန်နာတို့အိမ်သွားလိုက်ပြီးအိမ်မပြန်လာတော့လို့သွားခေါ်ရခင်သွားကြတာအန်နာလည်းကြောင်ချစ်တတ်တယ်သိလားဟာဒီကောင်ဘယ်ဆိုးလို့လဲတော်တယ်ဝမ်းသာအားရပြောနေတဲ့လူစီစကားကိုနားထောင်စိတ်ထဲကနေကူကူဆိုတဲ့အမတို့ကြောင်ကြီးကိုပထမဆုံးအချိန်ကျွန်တော်ချီးကျူးမိသွားတယ်ဒီကြောင်ကြီးကြောင့်ကျွန်တော်ပူစီလေးနဲ့တွေ့ဖို့အကြောင်းရှိလာရတာကိုမှတ်မိပါသေးတယ်အန်နာနဲ့စာတွေ့တဲ့အဲ့ဒီနေ့ကအမတို့အိမ်ရဲ့အိမ်ကမှာကျွန်တော်စာအုပ်ဖတ်ချင်အောင်ဆောင်ပြီးသူမအမှုရအပြောဆိုလေးတွေကိုတစိမ့်စိမ့်ခိုးချနေခဲ့တယ်ဘာကြောင့်လဲကိုနားမလဲပေမဲ့အန်နာပုံစံလေးကမကြည့်ရမနေနိုင်လောက်ကျွန်တော်အာရုံကိုဖန်ဆာထားလို့နေထူးခြားတာတကူကကျွန်တော်အန်နာကိုကြည့်တဲ့အကြည့်ကတနာမပါလာဘူးစန့်ကျင်ပန်လေးကိုပဲစိတ်ဝင်စားတဲ့ယောက်ျားတစ်ယောက်အတွက်ဘာသွေးသားတော်ဆန်းမှုမှမရှိတဲ့သစိမ်းမိန်းကလေးတို့ကိုတနာမပါကြည့်နိုင်နေဆိုတာဖြစ်နိုင်လို့လားဖြစ်နိုင်ပါတယ်ကိုမိကိုနှမလို့စိတ်ထားတတ်ရင်ပေါ့ဒါပေမဲ့အန်နာပေါ့အဲ့လိုစိတ်ကျွန်တော်ထားမရဘူးတနာမပါပေမဲ့သူမကိုမြင်လိုက်ထိကျင်ကိုင်ကျင်စိတ်ကျွန်တော်မှတပွားပွားဖြစ်နေတယ်
ဘယ်လိုပြောရမလဲကြောင်ချစ်သူတွေကြောင်လေးတွေကိုမြင်တဲ့အခါကိုင်တွေပို့တတ်ခြင်းလို့ဖြစ်မဲ့ထင်တယ်တနာမပါဘူးလေဟုတ်တယ်မလားမင်းခုတလောဘာမလိုက်ကလပ်မလိုက်နဲ့ဘာဖြစ်နေရလဲဟဲ့ကဘာမှမဖြစ်ဘူးအလုပ်တွေများနေတာမဟုတ်သေးပါဘူးငါစောင့်ကြည့်နေကြတယ်မင်းတခုတော့တခုပဲအရင်လို sorry နဲ့ easily လုပ်ပြီးဒိတ်တာမျိုးတွေလည်းမရှိတော့ဒီလိုပါပဲငါစိတ်မပါတော့လို့ Friday ညဘက်ကြီးကျွန်တော်နေတဲ့တိုက်ခန်းတီရောက်လာတဲ့သူကမိုက်အထက်တန်းကလေးကတွဲလာတဲ့ကျွန်တော်တငယ်ချင်းအရင်ခောက်ကြီးက3လလုံးအချိုးပြောင်းနေတဲ့ကျွန်တော်ကိုမတင်ကြတော့သူ့အကြောင်းကိုအကြောင်းကောင်းကောင်းသိတဲ့သူမို့ကျွန်တော်သူ့ကိုလိမ်လို့မရမှန်းသိတယ်မဟုတ်မှလို့ရောက် Carrot မင်းချစ်သူရနေပြီလားဆိုင်းလန်တွဲနေကြလားဟာအဲ့လိုမဟုတ်ဘူးဘယ်လိုပြောရမလဲအန်နာနဲ့ပတ်သက်ပြီးကျွန်တော်ခံစားချက်တွေမားရီပြောရင်သူကျွန်တော်ယူနေပြောမလားမသိဘူးပဲကျွန်တော်ဖွင့်ပြောလိုက်ပြီပူစီလေးနဲ့တွေ့ပြီးတဲ့ဟာကျွန်တော်စိတ်ကအရင်နဲ့မတူပုံမှန်မဟုတ်တော့သူကကျွန်တော်ကြိုက်တိုက်လည်းမဟုတ်ခါသွေးပြီးတင်ချင်းရင်ချင်းဆက်စီကြတဲ့မိမတွေကတော့ကျွန်တော်ကြိုက်အခုသူမကတင်မရှိရင်မရှိပိန်ပိန်ပပလေးအရင်ပြုံးလဲတိတ်မရှိဘူးစကားပြောရင်လည်းလေတန်းအတက်ကြတိတ်မများတဲ့သူမကိုကျွန်တော် easy ကလေးမလုပ်သလိုပိုးပန်းထားလည်းမရှိဘူးဒါပေမဲ့တွေ့ရင်တော့စိုက်ချင်နေပြီအချိန်တိုင်းကြည့်ချင်ပြီလို့ကျွန်တော်ဖုန်းထဲမှာလဲကျွန်တော်ခိုးရိုက်ထားတဲ့အန်နာတပ်ပုံတွေဗီဒီယိုတွေဆိုအပြည့်ပဲမင်းကလည်းတနာပါတာမပါတာခဏတာတာစိတ်ဝင်စားတယ်သဘောကျတယ်ဘာညာဖွင့်ပြောတာတော့ဘာလို့တော့လုပ်လေဒီတိုင်းကြီးဆက်သွားနေမင်းအဆင်ပြေနိုင်လို့လားတော့ကြအဲ့ကောင်မလေးဝိုင်းဖရန်ရသွားရင်ဘယ်လိုလုပ်မလဲအခုတော့ရှိနေပြီလားမသိဘူးကျွန်တော်ရှင်ဖွင့်တန်စင်တွေကြားပြီးဘိုက်ကမျက်မှောင်ကျရတာမိလာတော့ကျွန်တော်စဉ်းစားမိသွားတယ်ကျွန်တော်အဆင်မပြေတာရောအခုကိုသူမကိုမြင်နေရတဲ့မထိမကန်ရတာအတော်လေးကိုခံစားရတယ်ကြောင်လေးတစ်ကောင်ခိုင်းချင်သလိုစိတ်နဲ့မင်းကလေးတို့ကိုကိုယ်စိတ်ကြိုက်ကန်လို့မှမရတာကိုကအဲ့လိုစိတ်နဲ့ခိုင်းတာပါဘယ်သူသွားပြောနှာထခြင်းလို့အကြောင်းပြချက်ပေးတယ်ပဲပြောကြမှာပဲမဟုတ်လားကျွန်တော်အမှားသာကြိုင်ကျွန်တော်ပါကွဲနိုင်တယ်ဘိုင်းဖရန်လားအဲ့ဒီစကားကအန်နာကိုကျွန်တော်ပူပန်စီမဲ့လမ်းကိုအစားရှောင်စီခဲ့တယ်ကျွန်တော်ပူစီလေးကိုကျွန်တော်ဘသူ့ကိုပါမပေးချင်ဘူးလေဦးအန်နာကို crush နေရမလားကျွေးနေရမလားပြောရူစီတိနေရနော်တိတယ်ဆိုလဲငါ့ကိုကူညီပေးစနေနေ့အန်နာအိမ်လာလဲတိုင်းကျွန်တော်ပေါ်တင်စိုက်ချင်နေတာအများကြီးမို့ကျွန်တော်တူပါရိမ့်မိလာတယ်အန်နာပေါ်ထားတဲ့ကျွန်တော်အမြင်နဲ့စိတ်ခံစားချက်ကတော့ရူစီကိုကျွန်တော်ရှင်းပြမနေတော့ crush နေကြောင်းပဲဝန်ခံလိုက်တယ်ကိုရီကအဲ့လိုမျိုးဆိုဝါနာပါပြီးသားမို့ကူညီပေးထားပါတယ်နော်ဦးအကြောင်းနေပြောပြထားတယ်ဟုတ်လားငါနဲ့ပတ်သက်ပြီးအန်နာဘယ်လိုမြင်လဲအန်နာကမေးတယ်သူလာတိုင်းဦးကသူ့ကိုတစ်ချိန်လုံးကြည့်နေဘာလို့လဲမသိဘူးတဲ့ဦးကနင့်ကိုကြွေနေလို့ဖြစ်မယ်လို့ရူစီကပြောတော့ဟုတ်လို့လားတဲ့လေသူလည်းဦးကိုစိတ်ဝင်စားတဲ့ပုံပါပဲအန်နာဖုန်းတစ်ပတ်ငါ့ကိုပေးပါလားအလက်ကားတော့ပေးရမလဲနင်တေးပဲအသက်ဝယ်ချင်တယ်ဆိုအမောက်ပြောတာနင့်ဘဏ်အကောင့်ထဲငါငွေလဲလိုက်မယ်ဟာတို့ကချက်ဖို့ကောင်းလိုက်တာ web application တခုအခုပို့ပေးမယ်ဒီလိုနဲ့ကျွန်တော်တူမစီကနေအန်နာရဲ့ဖုန်းနံပါတ်ရလာပြီးတဲ့နောက်ကျွန်တော်အန်နာကိုစန်တီတိုင်းအပြင်ခေါ်တိတ်ဖြစ်ခဲ့တဲ့တောက်လျှောက်ပဲတိတ်နေသိလာတာတခုကသူမအစားအသောက်တိတ်ကြိုက်သူပိန်ပိန်ပါပါသူမခန္ဓာကိုယ်တွေကဘလောက်စားစားမဝါလာဘူးဦးခဲရစ်ကဘာမှလည်းသိမစားအန်နာကိုလည်းအမြင်အဲ့လိုကြည့်နေဘာလို့လဲမင်းကကြောင်လေးလိုပဲချုပ်ဖို့ကောင်းလို့လေကိုအန်နာကိုအဲ့လိုကြည့်ရမဟုတ်လားမဘုံပါဘူးဒီလိုပဲထူးဆန်းလို့မေးကြည့်ရ yes or no အဲ့လောက်ပဲအမေးကြီးမှအဖြေလာတဲ့အန်နာစီကအဲ့လိုအပြောလေးကြောင့်ကျွန်တော်ပြုံးမိသွားတယ်ထိန်းနေနှလာကြပြီးတဲ့နောက်ကျွန်တော်နဲ့သူမကြားကရှင်းနေမှုတိုးတက်လာတယ်လို့ပြောရမလားပဲကိုအန်နာကိုသဘောကျတာအန်နာသိရမလားအန်နာကိုကို့ကိုသဘောကျလားဟုတ်သဘောကျတယ်ထင်တာပဲဦးခဲရီနဲ့ဒီလိုတွေအတူစားရတာအန်နာပြောတယ်ဒါဆိုကိုတို့တွေ့အောင်ကိုအန်နာကိုပူစီလေးလို့ခေါ်လို့ရမလားပူစီလေး
ခုနကပြောသလိုအန်နာကကြောင်လေးတွေကိုချစ်ဖို့ကောင်းလို့ချစ်စလို့နဲ့ကိုခေါ်ချင်တာဟုတ်ရပါတယ်နောက်ပြီးကိုဦးခဲရတော့မခေါ်နဲ့ကိုလို့ခေါ်ဟုတ်ပြီလားကိုအဲ့ဒီဒေဘီဂရက်ကကျွန်တော်နဲ့အန်နာချစ်သူရေးစား relationship စဖြစ်ခဲ့ကြတာပေါ့အန်နာပုံစံလေးကငကိုအတိုင်းဘာမှမပြောင်းလဲဘူးသမီးရေးစားဖြစ်လို့ကျွန်တော်အကြည့်တွေကိုရှုပ်တူရှက်တန်းနဲ့ရှက်တာမျိုးလည်းမရှိဘူးကျွန်တော်ကိုချစ်တယ်လို့လည်းတခါမှမပြောတခြားမိန်းမတွေနဲ့တဝင်းတူတာလည်းမရှိဘူးပြောရမယ်ဆိုအန်နာကရေးစားတာထားတဲ့ဘာမှ feeling တိတ်မရှိရဲ့ပုံပဲကျွန်တော်လည်းအဲ့လိုပဲမပြောင်းလဲဘူး official ဖွင့်ပြောပြီးတွဲနေရမှုကျွန်တော်အတွက်ကောင်းတာတကူကတော့အန်နာကိုအသေးရလာလို့ထိတွေ့ချင်လိုက်အရှင်ကလို့ချုပ်ထိထားကြမလို့တော့ဘူးလေသူမခေါင်းလေးနဲ့လက်ချောင်းလေးကိုပုတ်တက်ရတာကျွန်တော်ကြိုက်တယ်သူမနှစ်ပူလေးနဲ့ပါးလေးကိုဖွက်ဖွက်လေးနဲ့ရတာကျွန်တော်ခုံမင်းတယ်သူမခါလေးကိုကျွန်တော်နောက်ကနေဖတ်ထားရင်သူမဆန်တွေလေးနဲ့လေပင်းလေးကိုနှမ်းရှာရတဲ့အရာသာကျွန်တော်ဆွဲမှတ်တယ်ဒါကိုကျွန်တော်ပူစီလေးအန်နာကတခါမှအပြစ်မပြောမငင်းစံလို့ကျွန်တော်လက်ထဲမှာငြိမ်သက်နေတတ်တယ်အပေးယူမျှတယ်လို့ပဲပြောရမလားတခြားစုံတွဲလေးလို့ရံပြင်းစိတ်ကောက်တာလည်းမရှိဘူးကျွန်တော်တို့တွဲလာလိုက်တာချစ်သူတက်တန်း3နှစ်ပြည့်လူနေပါအထီတော့ရှိလာတယ်ဒါပေမဲ့တရက်အဲ့ဒီနေ့ကကျွန်တော်တယောက်တည်းနေနေတဲ့ကျွန်တော်တိုက်ခိုင်းမှာအန်နာကိုခေါ်တိတ်ပြစ်တယ်ရွေးချက်ကသူမကိုစပါဂက်တီလုပ်ကျွေးချင်တာရဲ့ထုံးစံတိုင်းသူမစားတာလေးကိုထိုင်ကြည့်ရင်ကြည်နူးချင်တာရဲ့ဒီလောက်ပါပဲဒါပေမဲ့ခန်းကျင်သေးပြုတ်နေတဲ့ကျွန်တော်ဘေးမှာလာရက်ပြီးဆက်စုနေတဲ့သူမပုံစံလေးကိုကြည့်နေရင်ကကျွန်တော်ဘယ်လိုဖြစ်သွားမှန်းမသိဘူးပူစီလေးခန်းကျင်သေးတွေဆွေးပြရနဲ့ချက်ချင်းဆိုသလိုကျွန်တော်အန်နာခါလေးကိုဆွဲယူပေးဖွက်လိုက်ပြီးသူမနှက်ခမ်းလေးကိုမမတ်မောမောနန်းဆိုင်နေမိတယ်တောင်းကြကိုခဏလေးအသက်ရှူကြလို့သူမကျွန်တော်ရှင်ဘက်ကိုတွန်းရင်တူတူလေးပြောတော့မှကျွန်တော်အသိပြန်ဝင်လာဒီတော့မှကျွန်တော်သိလိုက်တယ်ကြောင်လေးတွေကိုချစ်တယ်လို့တနာမပါတဲ့အချစ်မျိုးနဲ့ချစ်တာမျိုးတွေမဟုတ်တော့ကိုလက်ထပ်နိုင်မလားပူစီလေးကိုမင်းကိုအပိုင်ရခြင်းတယ်ကိုနဲ့လက်ထပ်ပါလိုက်ကိုခေါင်းငိမ်လက်ခံပေးတဲ့အန်နာကိုအမျက်တနို့ကျွန်တော်ပွေဖက်ထားမိတယ်ပူစီလေးကိုကျွန်တော်လူချင်းပြီးပြီလေတယ်ရီမာမီကျွန်တော်အန်နာကိုလက်ထပ်ခြင်းတယ်နောက်3လနေအန်နာနဲ့လက်ထပ်ခြင်းပါတယ်ကျွန်တော်တို့ခွင့်ပြုပေးလို့ရမလားကျွန်တော်တို့ချစ်သူ anniversary 3နှစ်ပြည့်တဲ့နေ့ပါအန်နာရဲ့လက်လေးကိုကိုင်နှစ်ဖက်မိဘတွေရှိအဲ့လိုပဲကျွန်တော်ခွင့်တောင်းခဲ့တယ်သူမကိုရဖို့ brain box ကနေလူမသိသူမသိခိုးဝင်နဲ့တကူကြဖို့ပုံစံတော့ကျွန်တော်မဖြစ်ချင်ဘူးပြောရမယ်ဆိုလက်မထပ်သေးပဲအန်နာနဲ့ living together နေတာမျိုးကျွန်တော်မဖြစ်ချင်ဘူးမိဘတွေစီခွင့်တောင်းတော့ကျွန်တော်ဘွားမှာမခုံစဘူးရှင်တွေပါတွေခုံတယ်အထူးသဖြင့်အန်နာရဲ့ဖခင်ရှိမှာပေါ့ဒါပေမဲ့လည်းမိဘတွေကကျွန်တော်တို့နှစ်ယောက်လိုလာကြည်ဖြူကြပါတယ်နောက်3လဆိုတော့အောက်တိုဘာလပေါ့နေရာနဲ့ရက်ရွေးပြီးကြပြီလားကျွန်တော်နဲ့အန်နာတွဲကငကိုကလေးကချိန်ပြီးနေပြီးသားမို့သူတို့အားလုံးပြုံးရွှင်နေတယ်အသက်17နှစ်ပဲကွာပြီမဲ့အလောက်ကိုင်း data scientist တအူဖြစ်တဲ့ကျွန်တော်နဲ့ဖွင့်ရပြီးနောက်ပိုင်း graphic designer တအူဖြစ်လာတဲ့အန်နာကကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်ကြသူတွေကြီးမို့မိဘတွေကစိတ်ချတာလည်းဖြစ်မယ်ကျွန်တော်ကလည်းအချိန်မဆွဲတတ်တဲ့သူကိုဖယ်ရမလဲဒီလိုမျိုးမိဘတွေစီကခွင့်ပြုချက်ရတာနဲ့နောက်ရက်ချက်ချင်းပဲကျွန်တော်တို့မင်္ဂလာပွဲအတွက်ဝဲဂျင်ပလက်စတန်စီအလိုက်တော့တယ်နောက်ဆုံးစိန်ခံတင်မောကြီးတစီပေါ့နှစ်ဖက်မိဘဆွေမျိုးတွေအပြင်ရင်းနှီးရတဲ့အပေါင်းအသင်းတွေနဲ့ခွင့်ပြုပေးမှုတဲ့အတူကျွန်တော်တို့မင်္ဂလာပွဲလေးပြီးသွားခဲ့တယ်လေကျွန်တော်ပူစီအဖြူရောင်တို့သမီးလေးဆိုတာလေကောင်းကင်ပြပြအောင်မှပြုံးမပြတတ်အောင်လာရနိုင်လွန်ခဲ့တယ်အပိုင်ရပြီဆိုတဲ့စိတ်နဲ့ကျွန်တော်ဝမ်းသာမြင်ကြရတဲ့အထီးပဲဒီလိုမင်္ဂလာပွဲလေးပြီးသွားပြီမဲ့မပြီးမြောက်သေးတာရှိသေးရဲ့အဲ့ဒါကျွန်တော်တို့နှစ်ဦးပဲကျွန်တော်တို့ရဲ့ဟန်နီမွန်တပတ်တာတူရကီခီးစဉ်ဆိုတာတနေ့ကုန်လေးပတ်စားတော့ကြပြီညဘက်ကျမမောနဲ့အိပ်ပြင်ကုံဆုံးသွားခဲ့တာမို့ချစ်တဲ့နှင်းတော့မဲ့အချိန်မရှိလိုက်ဘူးဒါပြင်လက်ထပ်ပြီးမှထပ်သိလိုက်ရတာတကူကကျွန်တော်ဇနီးပူစီလေးကလိန်စိတ်ကင်းမဲနေတာပဲဟန်နီမွန်ကနေပြန်ရောက်ပြီးတဲ့နောက်တညအိမ်ရအတူဝင်တဲ့အချိန်ကု
ပူစီအိမ်ငါလာပြီးမနေ့ပြန်လဲကစတမာတူဦးနဲ့ချိန်ထားလို့အစောကြီးထားရမှာအိပ်ပြီးကိုနေဦးလေးပူစီလေးမအိပ်နဲ့ဦးလေးဟဲ့စကားတပြောနဲ့အိပ်ပြောသွားတဲ့ကျွန်တော်ဇနီးကြောကြောင့်ကျွန်တော်မှအောင်သက်သက်မယ်နောက်တညလည်းကျွန်တော်စူးစမ်းပါသေးတယ်ဝိုင်းတူတောင်းရင်သူမရှိဝေမူလာတဲ့ချိန်ပိုပလေးစာတန်ပြီးဆက်လုပ်ကြမယ်ပေါ့ဒါပေမဲ့ကိုကဘာလို့အလောက်တောင်ချောနေရလဲပူစီမကြိုက်ဘူးဟမ်ဘာလို့မသိဘူးမကြိုက်ဘူးအေးပါကွာပူစီလေးရဲ့မစိုးနဲ့နော်ဘာကိုဘာလို့ပူစီကိုစိုးတယ်လို့ထင်ရတာကိုမထင်ပါဘူးပူစီလေးကခြေဆောက်နေတော့လေနာသွားမှာစိုးကိုဘာလို့ကိုကအရက်ရှည်နေရလဲမသိဘူးလေကွာမျိုးလိုက်လာတာပဲငယ်ကနွားတို့အတော့များလို့လည်းဖြစ်မယ်ထင်တယ်ဟုတ်လားကိုဘာဆိုင်လို့လဲကွာတော်ပြီပူစီလေးမတောင်းနဲ့တော့တောက်မှာပဲကိုလာမလို့နဲ့ပြောဆူနဲ့ကျွန်တော်နာကပြေးထွက်သွားပြီးဝိုင်းကိုပလင်းလိုက်မော်နေတော့တယ်စကားနဲ့အနေအေးတဲ့ကျွန်တော်ပူစီလေးကမူလာရင်အတကုံစကားများပြီးရှစ်တက်မယ်အဲ့ဒီတော့မှကျွန်တော်ကောင်းသိသွားတယ်နောက်ဆုံးဘလုံးမဆွဲဆောင်ဖျားရောက်လို့မရတဲ့အဆုံးမိုင်ငါမိမငါဘောခုံအောင်ဘလို့လုပ်ရမလဲကလေးနှစ်ယောက်ပြီးကျွန်တော်တငယ်ချင်းကြီးစီတာအကြောင်းစုံပြောပြရင်အကူကြီးသွားတောင်းမိတော့တယ်မိုက်ကကျွန်တော်တက်3နှစ်လောက်စောပြီးလက်ထပ်ခဲ့တဲ့သူကိုအိမ်ထောင်ကြီးမှာသူကကျွန်တော်တက်စီနေရကြတယ်လေဟာမင်းကွာတနာစရာစားခွင့်ရှိရင်လည်းငတ်နေတာပေါ့လေသူမငိုရင်ကျွန်တော်မှမနေတတ်တဲ့သူမို့သူမကိုချော်ရင်နှက်ကန်းလေးကိုပါနမ်းဆိုင်နေမိတယ်သူမကအပြူစင်လေးဖြစ်တယ်လို့ကျွန်တော်လည်းလူပြိုစစ်ပဲပူစီလေးနဲ့မတွေ့ခင်အရင်ကကျွန်တော်မိမသာပွေရှုပ်တာဒီလိုအတူနေတဲ့အပိုင်းတွေတော့မသွားခဲ့ဘူးအခုပထမဆုံးအချိန်ချစ်တဲ့နှီးတော့ရတာမို့ကျွန်တော်ကြောင့်ပူစီလေးကြောက်သွားမလားပြောရမယ်ဆိုချစ်တဲ့နှီးတော့ရေးအစီအစဉ်ချင်းအဆုံးထိအောင်မြင်သွားခဲ့တယ်ပေါ့နောက်တစ်နေ့ကိုလှုပ်အောင်ပူစီထတော့မယ်ဘာလို့လဲဒီနေ့စနေနေ့ကိုတို့အလုပ်ပေးရလေကွာဦးစီကိုလေးကိုကျွန်တော်ရင်ခွင်နဲ့ပို့လို့တော့ခက်တင်ဆွဲပတ်ပြလိုက်တယ်ဦးစီတို့အိတ်တာနေ့လယ်2 နာရီတောင်ကြော်နေပြီကိုရဲ့ထားတော့မယ်လောကိုဘာခုမှလို့လဲညကိုမလို့ပဲမနဲ့ထီတောင်းကြတာဘယ်ကကြောင်လေးလဲအဲ့ဒါကိုကြောင်လေးကိုအဲ့လိုတွေလောက်တော့ပူစီလက်ထားနဲ့ကိုအဲ့လောက်ထိနှောက်ဘူးကြမယ်ပူစီမသိခဲ့ဘူးသိလားကျွန်တော်ရှင်စားနောက်တော့သူမမျက်နှာလေးစူပုတ်ပြီးရံပြန်တွေ့တယ်ကိုနာဘူးဖြစ်တာပူစီကြောင်လေကိုနမ်းချင်တယ်လို့ဘသူအရင်ပြောရလဲပြောထက်စားတော့သူမရှက်သွားပုံရတယ်အတန်တိတ်သွားပြီးကျွန်တော်ရှင်ခွင်တဲ့မျက်နှာပတ်သွားတယ်ကိုချက်လိုက်လက်ထပ်ပြီးမှဒီလိုမေးတာတော်တော်လေးတော့ယူကြကြနိုင်နေမလားသူမကလည်းချွတ်နေပြီးကျွန်တော်ချက်တဲ့ဘာညာမပြောခဲ့ဘူးလေအခုလည်းမပြေဘူးပူစီလေးသိလားကိုမင်းကိုစတွေ့ခါစားကြောင်လေးတွေကိုချစ်တယ်လို့တဏှာမပါတဲ့အချင်းနဲ့ချစ်ခဲ့မိတာသူမခေါင်းလေးကိုပုတ်တန်ရင်ကျွန်တော်ပြောတော့သူမတယောက်ငြိမ်ပြီးနားထောင်နေစေဒါပေမဲ့ကြောင်လေးတွေကိုကင်တယ်လို့မင်းကိုကင်ခွင့်မရှိမှန်းသိလိုက်ကြတဲ့ကကိုမင်းကိုပိုင်ဆိုင်ချင်လာတော့တာအခုတော့မင်းကိုတူတဲ့အပိုင်းရပြီလေကိုဘလောက်တောင်ပြောနေမှမင်းသိလားပူစီလေးကျွန်တော်သူမနှစ်ဖူးလေးကိုနှမ်းလိုက်တော့သူမမောကြည့်လာပူစီလဲပြောတဲ့ကိုအပိုင်းရတာကိုပူစီကိုထိလိုက်တာကိုစီကကျင်နာမှုနဲ့နူးညံ့မှုတွေပဲပူစီခံစားခဲ့ရတာပူစီကိုချစ်တယ်အရန်ချစ်တာပဲမင်းမတင်ထားခဲ့ဘူးသူမအဲ့လောက်ချစ်ဖို့ကောင်းချွဲတက်လိုက်မယ်လို့ကျွန်တော်လေပင်နာခေါင်းလေးတိုးပြီးချွေးနှစ်တန်လေးနဲ့ပြောနေရများသူမမဟုတ်တဲ့အတိုင်းပဲအဲ့ဒါထက်သူမချွေးနေတာလေးကြောင့်ညရလို့ကိုတို့ထက်ချစ်ကြမလားနို့ကိုပူစီအဲ့လိုတွေမလုပ်ချင်တခါတည်းပါကွာမရဘူးဆိုပူစီလေးနို့မရဘူးပဲလှုပ်ပူစီကိုလှုပ်ကိုကျွန်တော်ဘလုံးမချော်ပြောလို့မရအောင်သူမကျွန်တော်လက်ကအားကုန်ရှုံးပြီးခရင်အောင်ဆင်းပြီးတော့ရေချိုးကန်နဲ့ပြေးဝင်သွားပါတယ်ဒီလိုပုံစံအတိုင်းဆိုကျွန်တော်ကြောင်လေးကိုကျွန်တော်ယူရချင်လာတိုင်းမင်းညကလို့စေခိုးတိုက်နေရတော့မလားကျွန်တော်အတူရင်းနဲ့အတူရှိမောမိချစ်တယ်ပူစီလေးရဲ့
ဇလန်းလေးကဒီမှာရင်ပြီးဆုံးသွားပါပြီနားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းဘလို့ဇလန်းကောင်းလေးတွေတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်